ကျောင်းတော်ကိုလိုက်လာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်လိုချင်တဲ့ဆုတစ်ခုတောင်းမရစေပါဆိုတော့မြတ်စွာဘုရားတခါတော့မင်းတရားတဲ့ဖရာဆုပေးခြင်းဆုချခြင်းမလုပ်တော့ပါဘူးလို့ဆိုအဲ့ဒီဆုမျိုးပြောတာမဟုတ်ပါဘူးတဲ့တပည့်တော်တောင်းမဲ့ဆုကပြစ်ကင်းပါတယ်ပေါ့ဘာတော့ပြောပါလို့ဆိုမိဘတွေကသားသမီးတွေပေါ်မှာမျှော်လင့်ပြီးတော့ချစ်ခင်တဲ့အချက်ဟာနော်အရေးတူအရေးပါရိုးတွင်ချင်းစီထိအောင်ဖောက်ပြီးတော့တီးပါတယ်တဲ့မိဘတွေကသားသမီးကိုရိုးတွင်ချင်းစီထိအောင်မျှော်လင့်ချက်တွေနဲ့ချစ်ခင်ကြပါတယ်အရှင်ဘုရားသင်္ကန်းကိုတောထွက်သွားတော့ကတပည့်တော်စိတ်ဆင်းရဲမှုကိုမြဲမနှဲခံစားခဲ့ရတယ်နန္ဒမင်းသားသင်္ကန်းဝတ်သွားတော့ကလည်းပဲယူကျုံမရဖြစ်ခဲ့ရတယ်မြေတော်လေးရဟုတ်လားသင်္ကန်းဝတ်သွားတော့လည်းယူကျုံမရဖြစ်ရတယ်တပည့်တော်လို့ပုဂ္ဂိုလ်တောင်မှပဲဒီသားတွေမြေးတွေပေါ်မှာအခုလိုတာယောဇဉ်တွေကြီးမားပြီးယူကျုံမရဖြစ်ရတာတခြားမိဘတွေကိုချင်းစာကြည့်ခြားမိဘတွေလည်းသားသမီးတွေဒီလိုခေါ်ပြီးတော့သင်္ကန်းဝတ်ပေးမယ်ဆိုယူကျုံမရဖြစ်ကြမှာဒါကြောင့်မို့ဒီနေ့ကစပြီးအရှင်ဘုရားမိဘတွေသဘောမတူတဲ့သားသမီးကိုသင်္ကန်းဝတ်မပေးပါနဲ့ဆိုတဲ့ဆုတောင်းတယ်အဲ့ဒါနဲ့မြတ်စွာဘုရားကခွင့်ပြုလိုက်တယ်ခွင့်ပြုပြီးယဟန်တွေကိုမှားတယ်နဘိခွေမာတာပိတုဟိအနနုညတံပုဒ္ဒံပပ္ပစိတပမိဘနှစ်ပါးကကြေကြေနက်နက်ခွင့်ပြုထားတာမဟုတ်တဲ့သားသမီးကိုသင်္ကန်းဝတ်မပေးရဘူးလို့ဆိုတဲ့ဥပဒေထွက်လာခဲ့တယ်ဒါကြောင့်မို့လို့ဒီကနေ့ရဟန်းခံတဲ့အခါမှာမိဘနှစ်ပါးကခွင့်ပြုတာဟုတ်ကဲ့လားလို့ဆိုမေခွန်းလေးကိုမေးတယ်တိမ်ထဲမှာဒီမေခွန်းမေးရတယ်အဲ့ဒါသုတ္တရဏမင်းကြီးရဲ့လျှောက်ထားချက်